အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်မျှဝေပေးတော့ခြင်းတဲ့အကြောင်းအရာတော့ဒီအင်္ဂလိပ်စာ double negative pattern လေးပဲဖြစ်ပါတယ်ဒီပုံစံကတော့ကျွန်တော်တို့မြန်မာဘာသာစကားတွေမှာလည်းရှိသလိုတခြားဘာသာတွေမှာလည်းရှိပါတယ် double negative ဆိုတာကတော့ဒီမဟုတ်မလုပ်ဆိုတဲ့ negative ကိုနှစ်ချက်ပြပြီးတော့မှတုံးထားတဲ့အသုံးနှုန်းလေးဖြစ်ပါတယ်ဥပမာအဖြစ်မတော်တာမဟုတ်ဘူးဆိုတော့အသုံးပေါ့မတော်တာမဟုတ်ဘူးမတော်တာမဟုတ်ဘူးဆိုတော့ negative နှစ်ချက်ပေါ့မတော်တာမဟုတ်ဘူးဆိုတော့တော်ရတယ်မစားတာမဟုတ်ဘူးစားတယ်မလိုချင်တာမဟုတ်ဘူးဆိုတော့လိုချင်တယ်အဲ့လိုမျိုးအဓိပ္ပာယ်မျိုးကိုသုံးတဲ့ဒီအသုံးလေးကိုကျွန်တော်ညဝေရေးတော့မှာပဲဖြစ်ပါတယ်ဒီ pattern ရဲ့ပုံစံ font လေးကိုကျွန်တော်တို့အရင်စကြည့်ကြရအောင်ပါသူရဲ့ဒီပုံစံဝက်ချက်တိဆောက်ပုံလေးကတော့ there baby there is there are there was there were အဲ့လိုမျိုးလာပါ there baby ပြီးလို့ရှိရင် no noun တော့မဟုတ် noun phrase လာမယ်အကယ်၍လူဆိုလို့ရှိရင်လူက who လာမယ်အရာဝတ္ထုတရိစ္ဆာန်ဆိုလို့ရှိရင် that လာမယ်ပြီးရင် not နဲ့ negative ဝါကျတစ်ခါထပ်လာမယ်တော့မဟုတ် clause လာမယ်ဆိုတော့ကျွန်တော်တို့နမူနာဝါကျလေးတွေကိုစဉ်းစားကြည့်ကြရအောင်ပါကဘာပေါ်မှာမလှချင်တဲ့မိန်းမရေလို့မရှိပါဘူးကဘာပေါ်မှာမလှချင်တဲ့အမျိုးသမီးရေလို့မရှိပါဘူးဒါမလှချင်တဲ့ဆိုတော့အဲ့မှာ negative တစ်ချက်မရှိဘူးဆိုတာ negative တစ်ချက်နှစ်ချက်အဲ့ဒါကိုကျွန်တော်တို့အင်္ဂလိပ်လိုလေးခြာရေးကြည့်ကြရအောင်ပါ There is no woman in the world who doesn't want to be beautiful who does not want to be beautiful မြို့သမီးကတယောက်တည်းဖြစ်တဲ့အတွက် does နဲ့သုံးမယ်အကယ်၍အများဆိုလို့ရှိရင်တော့ do နဲ့လာမယ်အဲ့တော့သူ့ရဲ့အင်္ဂလိပ်ဝါကျလေးကဘယ်လိုဖြစ်သွားမလဲဆိုတော့ there is no woman in the world who doesn't want to be beautiful နောက်တစ်ခါနမူနာဝါကျလေးတစ်ခုကိုဆက်လက်ပြီးတော့ကြည့်ကြရအောင်ပါဘဝတွင်မအောင်မြင်ခြင်းတဲ့သူရေလို့တယောက်မှမရှိပါဘူးဘဝမှာမအောင်မြင်ခြင်းတဲ့သူရေလို့မရှိပါဘူးအင်္ဂလိပ်လိုလေးကြည့်ကြရအောင်ပါ There is no one in life who does not want to be successful ဘဝမှာမအောင်မြင်ခြင်းတဲ့လူရေလို့တယောက်မှမရှိဘူးဆိုတဲ့အဓိပ္ပာယ်ပါကျွန်တော်နမူနာဝါကျလေးတွေကိုဆက်လက်ပြီးတော့ပုံစံ3-5ခုလောက်ကြည့်ကြအောင်ပါဒီပုံစံလေးတွေကိုလေ့လာပြီးလို့ရှိရင်ကိုယ်ပိုင်ဝါကျလေးတွေတိဆောက်ပြီးတော့3-5မျိုးလောက်ရေးလိုက်မယ်ဆိုရင်တော့ဒီလိုမျိုးပုံစံလေးတွေကိုရေးတတ်တော့မှာပဲဖြစ်ပါတယ်ပတ်စံမကြိုက်တဲ့သူလို့ကဘာမှာမရှိပါဘူး There is no people in the world who do not like the money ပတ်စံကိုမကြိုက်တဲ့လူလို့ကဘာမှာမရှိဘူးကြော်ကြားတာကိုမလိုချင်တဲ့သူလို့တယောက်မှမရှိပါဘူး There is no one who doesn't want to be famous ကြော်ကြားတာကိုမလိုချင်တဲ့သူရဲ့လို့မရှိပါဘူးယာရူးကြီးကြီးကိုမရချင်တဲ့သူလို့တယောက်မှမရှိပါဘူး There is no one who does not want to get in high position ချောတဲ့အမျိုးသမီးကိုလက်မထက်ရှင်တဲ့အမျိုးသားမရှိပါဘူး There is no man who does not want to get married to be a beautiful lady ငါကြော်မကြိုက်တဲ့ကြောင်လို့မရှိပါဘူး There is no cat that does not like fish fry ဆိုတော့ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲကိုယ့်အနေနဲ့ကိုတခြားဒီပုံစံလေးတွေကိုနမူနာယူပြီးတော့မှကိုယ်ပိုင်ဝါကျလေးတွေနဲ့ရေးပြီးတော့လေ့ကျင့်သွားမယ်ဆိုရင်ဒီလိုမျိုးဝါကျလေးတွေကိုရေးတက်လာမှာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်